အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ဒီဆွေးနွေးခြင်းနဲ့ကောင်းစဉ်ကတော့အဓိကပါပဲပေါ့နော်ဆိုတော့အရင်တော့ပြောခဲ့တဲ့ talk တွေအဓိကမကြတာတော့မဟုတ်ပါဘူးဒါပေမဲ့ကျမတို့ဒီနေ့ပြောမယ့်အကြောင်းအရာလေးကဘာလဲဆိုရင်ကျမတို့ဒီမိဘတွေအနေနဲ့ကောကလေးတွေကိုပြုစုစောင့်ရှောက်တဲ့သူတိုင်းရဲ့ပြောလေးရှိတဲ့ကျမတို့ဒီကလေးတွေအုံနောက်ဖွံ့ဖြိုးတိုးတက်အောင်ဉာဏ်ကောင်းတဲ့လူလေးတွေဖြစ်ဖို့အတွက်လူတော်လူကောင်းဖြစ်ဖို့အတွက်ဒါမိဘတိုင်းကလေးတွေကိုပြုစုဆောင်ရှောက်တဲ့သူတိုင်းရဲ့ကျမတို့ဒီရည်ရွယ်ချက်ပိုင်းတိုင်းတစ်ခုဖြစ်ပါတယ်အဲ့ဒီအတွက်ကိုကျမတို့ဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးကတော့အဓိကပါပဲပေါ့နော်ဆိုတော့ဒီနေ့ကျမမေးချင်တာကတော့အုံနောက်ဖွံ့ဖြိုးမှုနဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုကပါကွာခြားမှုရှိလဲအတူတူပဲလားလို့ကျမတို့အဲ့ဒါခါတလေကြားလို့ရှိရင်အဲ့နှစ်ခုကိုကျမတို့ရောရှက်တတ်တယ်ပေါ့နော်အုံနောက်ဖွံ့ဖြိုးမှုကဉာဏ်ရည်ဖွံ့ဖြိုးမှုလားbrain နဲ့ cognitive ကအတူတူပဲလားဆိုပြီးတော့မှကျမတို့ကတကယ်စဉ်းစားလို့ရှိရင်တော့နှစ်ခုစလုံးကတူနေတဲ့အကြောင်းနဲ့မတူညီမှုတွေရှိရပေါ့နော်ဆိုတော့ကျမတို့ဒီနေ့ပြောချင်တဲ့အကြောင်းအရာကျမတို့ဒီအရင်တုန်းကလည်း dimension of child development ဆိုပြီးတော့မှကျမတို့ကလေးတယောက်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ထောက်ပေါင်းဆောင်ကနေခဏစိတ်ဝိညာဉ်ဉာဏ်ရည်အုံနောက်ပြီးလို့ရှိရင်ပေါင်းသင်ဆက်ဆံရေးပိုင်းဆိုင်ရာမှာအားလုံးမှာဟန်ချက်ငင်နဲ့ဖွံ့ဖြိုးတိုးတက်ဖို့အရေးကြီးတယ်ဆိုပြီးတော့မှကျမတို့ပြောပြထားတဲ့ဟာတွေရှိရပေါ့နော်ဆိုတော့အဲ့ဒီထဲမှာမှကျမတို့ဒီနေ့ပြောချင်တဲ့အကြောင်းအရာကတော့အဓိကအုံနောက်ဖွံ့ဖြိုးတိုးတက်မှုပေါ့နော်ဉာဏ်ရည်မဟုတ်သေးပဲနဲ့အုံနောက်ဖွံ့ဖြိုးတိုးတက်မှုကပထမဦးဆုံးအရေးကြီးတယ်ဆိုတာကိုကျမတို့ဒီကနေပြီးတော့မှပြောပြလိုပါတယ်ဒီလူတစ်ယောက်ရဲ့ဖွံ့ဖြိုးတိုးတက်မှုခန္ဓာကိုယ်မှာလည်းဖွံ့ဖြိုးတိုးတက်မှုရပ်တန့်သွားတဲ့အချိန်ရှိတယ်ပြီးလို့ရှိရင်အုံနောက်ဆိုရင်လည်းကျမတို့ဖွံ့ဖြိုးမှုရပ်တန့်သွားတဲ့အချိန်ရှိရပေါ့နော်ဒီမှာကျမမေးလေးမေးထားရှိရဲ့ဒီသင်တန်းတွေမှာရောပြီးလို့ရှိရင်မိဘတွေကိုမေးလို့ရှိရင်ကဲဟုတ်ပြီကျမတို့ရဲ့အုံနောက်ကဒီအရွယ်စားနဲ့ကြီးပြင်းလာတာလားမွေးဖွားလာတာလားဘယ်အချိန်ထိဖွံ့ဖြိုးတိုးတက်မှုကရှိနေလဲဆိုတာကိုကျမဒီကနေပြီးတော့မှမိဘတွေကိုမေးခဲ့လို့ရှိရင်မိဘတွေကနေပြီးတော့မှခါကြလို့ရှိရင်ပြောတချို့မိဘတွေကပြောတယ်ပေါ့နော်အုံနောက်ကတော့အသက်မသေးမချင်းဖွံ့ဖြိုးတိုးတက်တယ်ပေါ့ပြီးလို့ရှိရင်တချို့တွေကျတော့အသက်20ပေါ့တချို့တွေကကျတော့30ပေါ့ဒါပေမဲ့ဒီကနေပြီးတော့မှဒီပြောချင်တဲ့အကြောင်းအရာပါလေဆိုတော့အုံနောက်ဖွံ့ဖြိုးတိုးတက်မှုက3နှစ်အထိက80%ဖွံ့ဖြိုးတယ်ဆိုတာကိုကျမတို့ဒီသိပ္ပံဤပိုင်းဆိုင်ရာကိုပြီးလို့ရှိရင်ဒီ research ရကျမတို့သုတေသနပြုချက်အရာကျမတို့သိရှိရတယ်အဲ့ဒီခါကျတော့ကျမတို့ကအဲ့ဒါကြောင့်မလို့ကျမတို့ရဲ့ဒီအဓိကဒီ ECCD ဆိုရဲကျမတို့ဒီရှေးဦးအရွယ်ကလေးတငယ်ပြုစုစောင့်ရှောက်ရေးနဲ့ဖွံ့ဖြိုးတိုးတက်မှုမှာ0 to 8ဆိုပြီးတော့မှကျမတို့ကဒါ safe site ယူတာပေါ့နော် safe site ဆိုတဲ့ခါကျတော့ကျမတို့ဒီ8နှစ်အထိကငယ်ရည်အုံနောက်ဖွံ့ဖြိုးတိုးတက်မှုအရန်ကြီးမားတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအချိန်မှာကျမတို့ဒီအုံနောက်ဆိုရဲဒီကျမတို့ရဲ့ဒီငယ်ရည်ဖွံ့ဖြိုးမှုအတွက်အားလုံးကို orchestrate လုပ်နေတဲ့တကယ်ကိုအရေးကြီးတဲ့ကဏ္ဍမှာပါဝင်တဲ့အုံနောက်ဖွံ့ဖြိုးတိုးတက်ဖို့အရန်အရေးကြီးတယ်ဆိုတာကိုဒီကနေပြီးတော့မှမိဘတွေညီကိုမောင်နှမတွေကလေးတွေကိုပြုစုစောင့်ရှောက်တဲ့လူတွေကိုကျမတို့ဒီသတင်းပါကြပါတယ်ကျမတို့ကအုံနောက်လို့ပြောတဲ့ခါကြလို့ရှိရင်ကျမတို့ဒီ brain လို့ပြောတဲ့ခါကြလို့ရှိရင်ကျမတို့ခေါင်းထဲမှာဒီဥကိုထဲမှာရှိတဲ့ဒီအုံနောက်ကြီးပေါ့နော်ဒီပြောရမယ်ဆိုရင်ကင်လို့ရတဲ့အုံနောက်ပေါ့ဒီထဲမှာကျမတို့ဒီအုံနောက် physical ဖြစ်နေတဲ့ဒီကင်လို့ရတဲ့အုံနောက်ကဖွံ့ဖြိုးဒီ cell လေးတွေနဲ့လှုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ဒီဉာဏ်ကောင်းဖို့အတွက်ဘာလို့အပ်လဲကျမတို့ခုမိဘတွေဆိုရင်အများကြီးကဘာလို့ရမှာလဲကျမတို့ဒီအုံနောက်ဖွံ့ဖြိုးဖို့အတွက်ကျမတို့ဘာတွေပေးရမှာလဲတော်တော်များများကအုံနောက်အာတိုဆေးတို့ကျမတို့အများကြီးဒါလေးစားလို့ရှိရင်အုံနောက်ကောင်းတယ်ဒီဆေးလေးအုံနောက်အာတိုဆေးတွေပေါ့နော်အဲ့လိုမျိုးကလေးတွေအုံနောက်ဖွံ့ဖြိုးဖို့အတွက်ဉာဏ်ရည်ဖွံ့ဖြိုးဖို့အတွက်ကျမတို့အာဆေးတွေတိုက်လေးရှိတယ်ဒါပေမဲ့ဒီနေ့ဒီမှာရှိတယ်ကျမတို့ဒီနေ့ဒီမှာကျမတို့ဘာကိုပြောကြင်လဲဆိုတော့အဲ့ဒီအားဆေးတွေကိုပြောမှာမဟုတ်ဘူးဒါပေမဲ့အုံနောက်အတွက်အရန်အရေးကြီးတယ်အုံနောက်ဖွံ့ဖြိုးဖို့အတွက်အရန်အရေးကြီးတဲ့အခန်းကဏ္ဍတွေကဘာတွေလဲကျမတို့တခါတလေကြားလို့ရှိတတ်တယ်အားစိမ့်မပေးနိုင်တဲ့မိဘတွေရှိလိမ့်မယ်ဝယ်မစားနိုင်တဲ့မိဘတွေရှိလိမ့်မယ်ဆိုတော့ကျမတို့ကအဓိကပါလဲကလေးတွေအတွက်အရေးကြီးတဲ့ဒီအုံနောက်ဖွံ့ဖြိုးမှုအတွက်အရေးကြီးတဲ့အားစိရပါလဲဆိုတာဟောကျမတို့ဒီအပိုင်း၃ပိုင်းပေါ့နော်အပိုင်း၃ပိုင်းမြင်နေကျမတို့ဒီ၃ခုအနေနဲ့ကျမတို့ဆွေးနွေးသွားမယ်ပထမဦးဆုံးကကျမတို့ကဘာလဲဆိုတော့ကိုဝန်ဆောင်စဉ်ပေါ့နော်
pregnancy ကိုဝန်ဆောင်စဉ်မှာဒီကျမတို့ကခါကြလို့ရှိရင်ကလေးကမွေးလာပြီးမှအုံနောက်ဖွံ့ဖြိုးဖို့အတွက်ကျမတို့ကဒီအချိန်ပေးလေးရှိတယ်ပေါ့နော်ဒါပေမဲ့ဒီကိုဝန်ဆောင်နေတဲ့အစဉ်ကာလအတွင်းမှာပဲကျမတို့အရေးကြီးကြောင်းကိုကျမတို့ပြောချင်ပါတယ်အဲ့ဒီအချိန်မှာကိုဝန်ဆောင်တဲ့နော်အမေကိုနိုင်ကိုကနော်အမေကိုနိုင်ကိုကစိတ်ချမ်းသာမှုပေါ့နော်စိတ်ချမ်းသာမှုပြီးလို့ရှိရင်ဒီလိုအပ်တဲ့အားဆေးတွေပြီးလို့ရှိရင်ပတ်ဝန်းကျင်ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်ပေါ့နော်အဲ့ဒီခါကျတော့ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်ပြီးလို့ရှိရင်စိတ်ချမ်းသာမှုတွေကဒါတွေကကလေးတွေရဲ့အုံနောက်ဖွံ့ဖြိုးတိုးတက်မှုကအများကြီးတိုးတက်စေပါတယ်အဲ့ဒါကြောင့်မို့လို့နော်ကိုပတ်ဝန်းကျင်မှာနော်ဖေဖေတွေနော်ဘိုးဘိုးဘွားဘွားတွေပြီးလို့ရှိရင်ကိုပတ်ဝန်းကျင်မှာရှိတဲ့ကိုဝန်ဆောင်ပေါ့နော်ကိုဝန်ဆောင်နေတဲ့အမျိုးသမီးတွေကိုဂရုစိုက်ကြပါအဲ့ဒါအုံနောက်တွေကောင်းမှုအတွက်ဒီကိုဝန်ဆောင်စင်မှာပဲပထမဦးဆုံးအနေနဲ့ဒါအရင်ရေးကြည့်ပါပါတယ်ဒုတိယအနေနဲ့ကြတော့တကယ် infant ပေါ့နော်ပြောရမယ်ဆိုရင်တော့0 to 3အချိန်ကာလအတွင်းမှာအရန်ပဲအရေးကြီးပါတယ်ဒီအချိန်မှာကျမတို့ပြောတဲ့အတိုင်းပဲခုနကပြောတဲ့အတိုင်းပဲ 80% 80%ရာခိုင်နှုန်းကဖွံ့ဖြိုးတိုးတက်0 to 3အတွင်းမှာ3နှစ်အတွင်းမှာပေါ့နော်80%ရာခိုင်နှုန်းကဖွံ့ဖြိုးတိုးတက်မှုကပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ချိန်အတွင်းမှာဒီချိန်အတွင်းမှာအရန်ကိုဖွံ့ဖြိုးတိုးတက်မှုကအချိန်ယူတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကဘာတွေပေးရမလဲဆိုတော့ကလေးတွေကိုဒီကလေးတွေကိုစကားပြောတာတွေပြီးလို့ရှိရင်သူတို့နဲ့ကစားတာတွေเนาะဥမာpeekabooပေါ့เนาะကုကဲပြီးတော့အဲ့လိုမျိုးလေးသူတို့ကိုအဲ့လိုမျိုး caring လုပ်ပြီးတော့မှစကားပြောပြီးတော့မှသူတို့နဲ့ဆက်သွယ်ပြောဆိုတာတွေပြီးလို့ရှိရင်ဂရုစိုက်မှုတွေအချိန်ပေးမှုတွေဒါတွေအကုန်လုံးကဒီချစ်ချင်းမြတ်တာပေါ့နော်ကျမတို့မိဘတွေအနေနဲ့ပြနိုင်တဲ့ချစ်ချင်းမြတ်တာပြတဲ့အရာတွေအကုန်လုံးကဒါကလေးတွေအတွက်အားစိတ်ဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျမတို့ဒီအုံနောက်အာတိုဆေးတို့ပေးတော့ညလဲအချိန်မပေးနိုင်မဲနဲ့ဒီလိုမျိုးเนาะသူတို့တဲ့စကားပြောတာတွေသူတို့နဲ့ဒီချစ်ချင်းမြတ်တာတွေဒီ0 to 3ရကြတော့ဗာလဲဆို attachment မှာဒီဟာကြတော့ဟို physical touch ပေါ့เนาะချစ်ချင်းမြတ်တာနှွေးထွေးမှုပွေဖက်ပြီးတော့မှကလေးတွေကိုအချိန်ပေးတာတွေကဒါတွေကသူ့အတွက်ကိုဒီဟာတွေကဘာလဲဆိုတော့သူ့ရဲ့အုံနောက် cell တွေပေါ့နော်အထဲမှာရှိတဲ့ဒီကျမတို့ဒီအုံနောက်ထဲမှာရှိတဲ့ cell တွေကသွားပြီးတော့မှလှုပ်ဆော်တဲ့အတွက်ကြောင့်မလို့ဒီ cell တွေတစ်ခုနဲ့တစ်ခု signal တွေပေးပြီးတော့မှဒီလှုပ်ဆော်မှုပေးတဲ့အတွက်ကြောင့်မလို့ဒါတွေကလှုပ်ဆော်မှုပေးပြီးတော့မှတစ်ခုနဲ့တစ်ခုဆက်သွားတဲ့အချိန်ကျရင်အုံနောက်ကတဖြည်းဖြည်းနဲ့ကြီးလာတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျမတို့ဒီနေ့နားထောင်နေတဲ့ပေါ့နော်မိဘတွေကလေးတွေပြုစုစောင့်ရှောက်နေတဲ့ပေါ့နော်လူကြီးတွေအကုန်လုံးကိုကျွန်မအားပေးချင်တာကတော့ကျွန်တော်တို့အုံနောက်ဖွံ့ဖြိုးတိုးတက်ညံ့ရည်ဖွံ့ဖြိုးတိုးတက်မှုအတွက်ဆိုရင်0 to 3ပေါ့နော်3နှစ်အတွင်းမှာကျွန်တော်တို့အားစေးအများကြီးပေါ့နော်မကျွေးနိုင်ရင်တောင်မှအချိန်တွေပေးပြီးတော့မှချစ်ချင်းမြတ်တာတွေပေးခြင်းအပြင်အုံနောက်ဖွံ့ဖြိုးတိုးတက်မှုကိုကျွန်တော်တို့အများကြီးပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်ဒီအုံနောက်ကဘာကြောင့်အရေးကြီးတာလဲဆိုတော့ကျမတို့ကဒီခွက်ကကြီးရင်ကြီးတယ်လို့အထဲမှာကျမတို့အများကြီးထည့်လို့ရပါတယ်ကျမတို့ကဘာဖြစ်သွားလဲဆိုတော့တစ်ခါတလေကြားလို့ရှိရင်ကျမတို့ရှိနေတဲ့အုံနောက်ပေါ့နော်ဒီ physical အုံနောက်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကျမတို့ကအရေးမပေးဘဲနဲ့ဒါတွေပြီးသွားပြီးမှဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှုအတွက်ကျမတို့ကဒါကိုဇောင်းပေးလေးရှိတယ်left brain your right brain your ကျမတို့တော်တော်များများစာအုပ်တွေလည်းရှိရပေါ့နော်ညာဘက်အုံနောက်ဘက်ချမ်းအုံနောက်ပေါ့နော်အဲ့လိုမျိုးတွေအဲ့ဒီဟာလေးတွေကိုလည်းကျမတို့အများကြီးဒီဇောင်းပေးလေးရှိတယ်ဒါပေမဲ့အဲ့ဒါကအရေးမကြီးတာမဟုတ်ဘူးအဲ့ဒါကအရေးကြီးတယ်ဒါပေမဲ့ပထမဦးဆုံးအဓိကအရေးကြီးတာကဘာလဲဆိုတော့ဒီကျမတို့မမြင်နိုင်တဲ့ရိုးတံမမျက်စိနဲ့မမြင်နိုင်တဲ့ဒီခေါင်းထဲမှာရှိတဲ့အုံနောက်ကအရင်ဦးဆုံးဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဉာဏ်ရည်တွေအများကြီးဖွံ့ဖြိုးတိုးတက်အောင်အများကြီးထည့်လို့ရအောင် knowledge တွေကျမတို့ဒီသင်ကြားမှုတွေသင်ယူမှုတွေအများကြီးထည့်ရမယ်ကျမတို့အုံနောက်ကိုအရင်ဦးဆုံးကျမတို့ကဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကျမတို့ဘက်ကနေပြီးတော့မှအချိန်တွေပေးပြီးတော့မှချစ်ချင်းမြတ်တာတွေကလေးတွေကိုမပေးလို့ရှိရင်ကျမတို့နောက်ဖြစ်လာတဲ့ကျမတို့ညံ့ရည်ဖွံ့ဖြိုးတိုးတက်မှုကိုစူးစမ်းတဲ့လောက်ကျမတို့ရနိုင်မှာမဟုတ်ပါဘူးအဲ့ဒါကြောင့်မလို့ကျမတို့ဒီနေ့ပေါ့နော်ကျမရဲ့ခေါင်းစဉ်ကိုအဓိကပါပဲဆိုတာဒီဂဲကိုကျမတို့ဒီကိုသားသမီးတွေလူတော်လူကောင်းတွေဖြစ်စေခြင်းနဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ကလေးတွေကိုလူတော်လူကောင်းတွေဖြစ်စေခြင်းနဲ့မြန်မာပြည်မှာရှိတဲ့
နော်နောင်လာနောင်သားတွေအတွက်ကလေးတွေကိုလူတော်လူကောင်းတွေဖြစ်စေချင်တယ်ဆိုရင်ကျမတို့ကောင်းတဲ့ဖွံ့ဖြိုးတိုးတက်မှုအပြည့်အဝရရှိတဲ့အုံနောက်တွေအများကြီးကိုကျမတို့ဒီအုံနောက်တွေကိုတေးသေးချာချာပြုစုစောင့်ရှောက်မှာပဲကျမတို့မြန်မာပြည်မှာရှိတဲ့လူတိုင်းဒီအုံနောက်ဖွံ့ဖြိုးမှုကိုအပြည့်အဝရရှိပြီးတော့မှငယ်ရည်ဖွံ့ဖြိုးပြီးတော့မှလူတော်လူကောင်းတွေအများကြီးမွေးထုတ်လာမှာဖြစ်တယ်အဲ့ဒါကြောင့်မလို့ဒီနေ့အဓိကပဲအဓိကဖြစ်နေတဲ့ပေါ့နော်ဒီအုံနောက်ကိုဖွံ့ဖြိုးတိုးတက်အောင်ကိုသားသမီးတွေကိုကိုရဲ့ကလေးတွေကိုစကားမပြောတတ်သေးဘူးဆိုပြီးတော့မှဒီတိုင်းပြစ်မထားပဲနဲ့ကျမတို့ကလေးတွေကိုအချိန်ပေးပါမေတ္တာတွေပေးပါစကားပြောပေးပါသူတို့နဲ့ဆော့ပေးပါသူတို့ကိုဂရုစိုက်မှုတွေပေးပါအဲ့ဒါတွေကအုံနောက်ဖွံ့ဖြိုးမှုအတွက်ပေါ့နော်အုံနောက်အားတိုးစေးတို့အဓိကမဟုတ်ပါဘူးကျမတို့ဒီဒီတိုက်တာအိမ်ကြီးတွေကအဓိကမဟုတ်ပါဘူးအဓိကကလေးတွေအတွက်အုံနောက်ဖွံ့ဖြိုးမှုအတွက်အရေးကြီးဆုံးစေကောင်းသည်ဂရုစိုက်မှုချစ်ချင်းမြတ်တာနှွေးထွေးမှုပဲဖြစ်ပါတယ်မပေးနိုင်တဲ့မိဘတွေမရှိပါဘူးအဲ့ဒီဟာကိုငွေကြေးမြောက်များစွာပေးစရာမလိုပဲနဲ့ဒီအချိန်လေးတွေကိုပေးပါကိုသားသမီးတွေကိုစကားပြောပေးပါသူတို့နဲ့ဆော့ပေးပါသူတို့နဲ့သူတို့ကိုချစ်ချင်းမြတ်တာတွေပေးပါဂရုစိုက်မှုတွေပေးပါအဲ့ဒီခါမှပဲကျမတို့နောက်နှစ်20ကြာလို့ရှိရင်ဒါထက်ပို့ပြီးတော့မှကောင်းမွန်တဲ့ပို့ပြီးတော့မှလူတော်လူကောင်းတွေကျမတို့အများကြီးမွေးထုတ်လာနိုင်မှာဖြစ်ပါတယ်ဆိုပြီးတော့မှမိဘတိုင်းကလေးတွေကိုပြုစုစောင့်ရှောက်တဲ့လူတိုင်းကိုဒီကနေပြီးတော့မှဒီဟာလေးနဲ့တိုက်တွန်းနှိုးဆော်လိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်